အခုနာမည်ကိုတစ်ချက်ပြောပြပါကျွန်တော်နာမည်ကဦးလဆိုင်လုံးခေါ်ပါဟောအခုဒီမှာဒီလူတွေအများကြီးရှိနေအဲ့ဒါဘာအတွက်လဲမသိဘူးတစ်ချက်တော့ဒါတခြားမဟုတ်ပါဘူးကျွန်တော်တို့ဒီခိယန်တွေရဲ့ခိယန်ဆိုတဲ့ယုံကြည်သူတယောက်ဖြစ်လာတော့ဘာဖြစ်အခြေခံ foundation နဲ့တူတဲ့ကေတင်ချင်းတင်ကြတဲ့အစီအစဉ်ဖြစ်ပါတယ်ဟောဘယ်နှစ်ရက်လုံးမလဲကျွန်တော်စနေနေ့အထိပေါ့3ရက်4ရက်ပေါ့နော်ဟုတ်တယ်လေအခုဒီမှာတင်လာပဲတဲ့ဆရာနာမည်တစ်ချက်လောက်သိလို့ရမှာရပါတယ်ဆရာနာမည်ကမြကျင်းနာရှင်ညောင်ပေတရုတ်နှစ်ချင်းအတင်းတော်ဓမ္မအမှုတော်ဆောင်ဆရာမရန်လာတွဲဖြစ်ပါတယ်သူကရှင်ညောင်ပေတရုတ်နှစ်ချင်းအတင်းတော်ဆိုတာကျွန်တော်တို့ကချေမြို့နဲ့အတင်းတော်ရဲ့ guys အတင်းတော်လက်အောက်ခံအတင်းတော်တစ်ခုဖြစ်ပါတယ်အခုဆရာကအတိကဘာအကြောင်းကိုဦးစားပေးသူကဆွေးနွေးတင်ပြသွားမှာလဲဒါခဏပြောလို့ပေါ့ခရိယန်တယောက်ရဲ့အခြေခံအုတ်မြင့်နဲ့ဆိုင်တဲ့ foundation နဲ့တူတဲ့ကေတင်ချင်းနော်လူအပေါင်းကေတင်ချင်းတို့ရောက်ရဲ့တမန်တရားကိုကြည့်စေချင်းကဘုရားသခင်အလိုတော်ရှိတယ်ဆိုတဲ့ကျမ်းပိုက်နဲ့အတူကေတင်ချင်းကိုအဓိကတင်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုဒီမှာလူအယောက်30လောက်ရှိအဲ့ဒါအကုန်လုံးကယုံကြည်သူပဲလားယုံကြည်သူတဝက်လောက်ပါမယ်မယုံကြည်သူလည်း10ယောက်ကျော်လောက်ပါပါအတိကအကူတို့ရဲ့ရွယ်ချက်ကတစ်ချက်လောက်ပြောပြပါလားကျွန်တော်ရေချက်ကခဏပြောလို့ပေါ့လူအပေါင်းလို့ကျမ်းစာမှာပါတဲ့အတွက်လူအပေါင်းဆိုတာဒီကျွန်တော်ယုံကြည်သူနဲ့ပဲဆိုင်တဲ့ဖျားမှုလေနော်မယုံကြည်သူရောယုံကြည်သူရောလူသားအားလုံးနဲ့ဆိုင်တဲ့ဖျားရဲ့ဖျားအကြောင်းကိုတင်ပေးတဲ့ဟာဖြစ်တာပေါ့နော်အားဒါပါပဲโอเคဒါဆိုအခုဒီနေရာဘာနေဘယ်နေရာလဲမသိဘူးဒါဒီနမ်မောအတင်းတော်မော်လကင်းပဲတော့စုပေါ့မော်လကင်းကျေးရွာပေါ့ရပ်ကွက်နမ်မောနဲ့ချင်းအတင်းတော်နော်လက်အောက်ခံဟုတ်ပါတယ်โอเคအခုလိုစိတ်ရှည်လက်ရှည်နဲ့ဖြေချပေးသွားတဲ့ကိုလုံးခေါင်းကိုခုထူးပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မမလို့ခေါ်တာဘာကြီးလဲခရကချင်လို့ရောဘောရေးမတွေ့ကိုရိုင်းစတာအရက်ခိုင်လို့ရောအဲ့ဒါဟုတ်တယ်နော်ဒါပဲပေါ့ဒါပဲမို့လားဟုတ်တယ်ဒါပဲကချင်လို့ပြောတဲ့ကိုရိုင်းစားလိုက်ဒါပဲဒါမမလို့နော်အော်အစ္စရေးလို့ဆိုတော့ဂျူးတွေဆိုတော့ဘယ်လိုခေါ်လဲယာဝေးจะပေါ်ပါပြီဒါပဲနော်ဒီရပဲနော်တရုတ်လိုကြတော့စိတ်ဒါပဲနော်စိတ်ဒါပဲကဲစိတ်ချိုးကြည့်အဲ့လိုဆိုတော့ပါဠိလိုရောပါဠိလိုဘာမှမရှိပြောပါဠိလိုဘယ်လိုခေါ်ကြလဲပါဠိလိုကဟုတ်တာလေဘာလို့ပြောရလဲပါဠိလိုကမြန်မာလိုကဒါပဲမဟုတ်လားဟုတ်တယ်ဒါပဲအကျွန်တော်ပြောပြတယ်ဟုတ်โอเคအဲ့ဒါပဲအဲ့လိုဆိုတော့ကျွန်တော်အတက်တာဒီပါနော်ကဲလူဒီအားလုံးကလူသားတွေအားလုံးကဖယားဆိုတဲ့ပုဂ္ဂိုလ်တော်မြတ်ကြီးကိုဘာလို့ကျင်ကိုကိုဘာကြောင့်လဲလူတွေအားလုံးကဖယားကိုဘာကြောင့်ကိုပွယ်တယ်လေဆိုအကြောင်းရင်းရှိတာမရှိလားခလုတ်ကလေးတိုင်းတော့ဘုရုတာတမ်တာကိုမတောက်ဘူးနော်ဒိုစုလည်းမတောက်ဟုတ်တယ်နော်ဝင်ကြီးလည်းမတောက်ဘုရုတာတကယ်ကျင်းတဲ့တက်တဲ့အခက်အခဲတွေကြုံလာတဲ့အခါမှာဘုရုတာဘာလူမျိုးမဆိုဘေးဘာသာမဆိုလူတန်းတာလဲငါတော့လိုင်းလျှောက်တဲ့ခလုတ်တိုက်တဲ့အချိန်ကဘေးအချိန်ပြပြငါတော့ဗျာဖះကိုတာမှာပဲကြိုတင်တွေးကြလို့လားကြိုတင်တွေးကြမလို့ဘုရုတာဖះကိုတာအဲ့ဒါဘာလို့ဖះကိုတာခလုတ်ကလေးတိုက်တယ်ဘာလို့တာအကေရွ့ညာခလုတ်တိုက်လို့လေးတွားရင်အတက်များထွက်သွားရင်ဘလို့ရှိရောက်ချင်းကဲအဲ့လိုဆိုတော့
ကျွန်တော်တမကြီးနေဖယားကိုဘာလို့ကိုးကွယ်ဖယားကိုကိုးကွယ်တဲ့အကျိုးကျေးဇူးပြောတာဘာကိုမျောလိမှကိုးကွယ်အတူများကိုးကွယ်လို့ကိုးကွယ်တာမဟုတ်နိုင်ဘူးလားအဟုတ်မှတင်တယ်ဘာမှမသိဘူးဆိုတော့လေဟုတ်လားဘာမှလည်းမသိဘူးနဲ့ဖယားကိုကိုးကွယ်ဆိုတော့သူများကိုးကွယ်လို့ကိုးကွယ်တာနဲ့အတူပါလိမ့်မယ်ဟုတ်တယ်နော်အဲ့တော့မိမိအတ္တမှာဖယားကိုသူများကိုးကွယ်လို့လိုက်ကိုးကွယ်တဲ့ထက်မှာကိုမပါစေနဲ့သူများဖယားလို့ခေါ်လို့ကိုလိုက်ခေါ်တဲ့ထက်မှာကိုမပါစေနဲ့ကိုခေါ်တဲ့ဖယားကိုကွယ်တဲ့အရာကိုဂကနန္ဒတိဖို့အရေးမကြီးဘူးလားအရေးကြီးတယ်အဲ့လို့ဆိုတော့ဒီဖယားဒီကဲဖယားကဘုံပိုင်ဖယားရှိလားဘုံပိုင်ဖယားရှိလားဘုံပိုင်ဖယားလေရှိရောဖယားဆိုတာဘုံပိုင်ဖယားမရှိဘူးပစ္စည်းမမဟုတ်တာဟာငါတို့ပိုင်တော့ငါတို့အုပ်စုတွေပိုင်တဲ့ဖယားလာမထိနဲ့ဖယားဆိုတာဘုံပိုင်ဖယားမရှိဘူး